မြန်မာနိုင်ငံသား10ဦးနဲ့တရုတ်နိုင်ငံသား9ဦးဒီကနေ့ချိုပိုရီဆောင်လုပ်ရေးလုပ်ငန်းခွင်မှာဝေရောက်ဖိုက်စီမှုတည်တင်ရှင်းမှာပဲဖြစ်ပါတယ်ခင်ဗျာကော့ကျင်းမြို့နယ်စီဆောင်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပေါ့နော်ဒီရုတ်တရက်သူတို့ဝေရောက်စီးနေတာအာဏာပိုင်တွေကိုမြင်တော့ဒီတရုတ်လူမျိုးနဲ့မြန်မာပြည်သားတွေကတော့ဒီထွက်ပြေးတော့ပေါ့နော်ထွက်ပြေးတဲ့အချိန်မှာဒီအပြင်မှာလည်းပဲပလဲတွေနဲ့အားလုံးဝိုင်းရံပြီးတော့ထားတော့ပေါ့နော်အကောလုံးကိုဖမ်းမိပါလေခင်ဗျာဆက်စစ်ချင်းများရာဒီအလုံးလုံးကိုက်ခွဲကျွန်တော်တို့ဒီဝက်ပေါက်မီပေါ့နော်ဝက်ပေါက်မီမရှိပဲအလုံးလုံးနေတဲ့မြန်မာနိုင်ငံသား10ဦးနဲ့ဒီတရုတ်လူမျိုးပေါ့နော်တရုတ်လူမျိုး9ဦးကိုဖမ်းဆီးရမိပါတယ်ခင်ဗျာထို့ပြည်သူများ၏တိုက်ကြချင်းများအရာဒီဖနက်နီခွန်နဲ့ဒီကော့ကျင်းမျိုးနဲ့အတွေ့ရှိအခြားလုပ်ငန်းခွင်တစ်ခုကိုလည်းဆက်လက်စစ်ဆေးရတရားမဝင်ဒီအလုံးလုံးကိုက်နေတဲ့မြန်မာတအူးကိုလည်းပဲထပ်မံဖမ်းဆီးခဲ့ရပါတယ်ခင်ဗျာဒီဖမ်းဆီးရမိသူအလုံးကိုဥပဒေအရရေးယူဖို့ရစခတ်တို့အကောလုံးကိုခေါ်ဆောင်တော့ပါတယ်ခင်ဗျာတရားမဝင်အလုံးခံအပ်ဒီအလုံးရှင်တအူးကိုလည်းအမှုဖွဲ့တရားဆွဲဆိုမယ်ဆိုပြီးတော့ပြောကြားထားပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတစ်ချက်လေးကြည့်အောင်ခင်ဗျာ